ရက်ကြာအောင်စစ်ဆေးမေးမြန်းခံပြီးသွားတဲ့နောက်မှာပြန်လွတ်လာခဲ့တဲ့ဂျွန်လွင်ကဲပရိသတ်ကြီးတို့ရဲ့အနုပညာလောကရဲ့ဖခင်ကြီးတယောက်ဖြစ်သူဂျွန်လွင်ကတော့ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့မှာပဲဘယ်သူမှမသိအောင်တိုးတိုးတိတ်တိတ်အဖမ်းခံခဲ့ရပါတယ်သူအနေနဲ့ကတော့နိုင်ငံခြားခရီးကနေပြန်ရောက်လာပြီးမကြာခင်မှာပဲဆရာဘဘက်ကနေဖုန်းဆက်ကလှမ်းခေါ်ခဲ့တယ်လို့ဆိုထားခဲ့ပါတယ်တကယ်တမ်းမှာကြတော့လဲဂျွန်လွင်အဖမ်းခံခဲ့ရတဲ့တဲ့ရင်ကတိုးတိုးတိတ်တိတ်တစ်ခုသာဖြစ်နေပေမဲ့လည်းအနုပညာလောကတစ်ခုလုံးအတွက်တုံ့လုံးခြောက်ခြားစရာဖြစ်ခဲ့တယ်ဆိုတာကတော့သိကြပါတယ်ဘာလို့ဆိုဂျွန်လွင်ဆိုတဲ့ဖြစ်တည်မှုကလည်းပေါ့ပေါ့သေးသေးမဟုတ်သလိုသူကိုယ်တိုင်ကလည်းနောက်ခံ background အပြည့်ရှိသူမို့သူ့ကိုထောင်ထဲရောက်အောင်ဘယ်သူမှထည့်နိုင်လိမ့်မယ်လို့မထင်ထားကြလို့ပဲဖြစ်ပါတယ်အဲ့ဒါတွေအပြင်ဂျွန်လွင်ရဲ့ဘေးနားမှာရှိနေကြတဲ့ပုံကိုယ်တွေအတော်များများကလည်းအကောင်ကြီးတွေဖြစ်နေခဲ့သလိုအနုပညာလောကထဲမှာဆိုရင်လည်းမြင့်မြတ်ဆိုင်ခန့်လိုက်အောင်ရဲလင်းတန်တာမိုးမြင့်တို့လိုအောင်မြင်နေစေဖြစ်တဲ့မင်းသားမင်းသမီးတွေကိုမွေးထုတ်ပေးနိုင်ခဲ့သူတယောက်လို့ပြောရင်လည်းမမှားပါဘူးဒါပေမဲ့လည်းဆရာဖြစ်သူအဖမ်းခံရတဲ့အချိန်မှာတော့သူ့ရဲ့တပည့်တွေဖြစ်ကြတဲ့ဆိုင်တို့မြင့်မြတ်တို့ကမသိချင်အောင်စောင့်နေခဲ့ကြသလိုသူတို့တွေစီကိုပါအမှုလာပတ်မှာဆိုလို့ငြိမ်နေခဲ့ကြပါတော့တယ်ဒီအထဲမှာမှအောင်ရဲလင်းတို့တန်တာမိုးမြင့်တို့ကသာဆရာဖြစ်သူပြန်လဲလွတ်မြောက်ရေးအတွက်ဝိုင်းပြီး speak out လုပ်ပေးခဲ့တာကြောင့်ဂျွန်လင်လည်းသူ့ဘေးနားမှာရှိတဲ့တပည့်တွေအကြောင်းကိုလည်းပို့ပြီးနားလည်သွားခဲ့ရပါတယ်သူ့အနေနဲ့ကတော့အမြဲတမ်းလိုအမှန်တရားဘက်မှာရက်တည်သူတယောက်ဖြစ်တာကြောင့်ခိုင်နှင်းဝေရဲ့330ကိစ္စမှာလူကြီးတယောက်အနေနဲ့အလဲကနေပြီးကိုခံယူချက်ကိုသာရှင်းရှင်းလင်းလင်းပြောခဲ့တာပါဒါပေမဲ့လည်းအခုလိုမျိုးစကားဘက်ကခေါ်ယူစစ်ဆေးမေးမြန်းတဲ့ပြဿနာနဲ့ပတ်သက်ပြီးခိုင်နှင်းဝေအပေါ်မှာအခုလိုမျိုးမန်းဝင်ရေးမိတာကြောင့်အဖမ်းခံခဲ့ရတယ်ဆိုပြီးတော့လဲကောလာဟာလတွေထွက်နေပါသေးတယ်စကားအနေနဲ့ကတော့ဂျွန်လွင်ကိုဇွန်လ9ရက်နေ့ကနေစတင်ခေါ်ယူစစ်ဆေးခဲ့ပြီးအပြင်လောကနဲ့အဆက်ဖြတ်ထားခဲ့သလိုအခုအချိန်မှသာပြန်လဲလွတ်မြောက်လာခဲ့တာပဲဖြစ်ပါတယ်အဲ့ဒါအပြင်ခိုင်နှင်းဝေပြဿနာတွေမကသေးပဲအဆိုတော်ချမ်းစီကပစ္စည်းတွေကိုဝယ်ယူရောင်းချနေပါတယ်ဆိုတဲ့သတင်းတချို့နဲ့ပါထပ်မံအစစ်အဆေးခံခဲ့ရပါသေးတယ်ဒါကြောင့်ပဲဂျွန်လွင်ကအဓိကဖြည့်ရှင်းခြင်းတဲ့ပြဿနာကိုသာဖြည့်ရှင်းဖို့ဆုံးဖြတ်ထားတာကြောင့်ခိုင်နှင်းဝေကိုလည်းတခြားဆုပ်ယုပ်စေလိုတဲ့စိတ်မရှိသလိုမလွဲမိတဲ့ပိုင်ရှင်ဖြစ်သူကိုလည်းပြန်ရစေခြင်းတဲ့စိတ်တစ်ခုပဲရှိပါတယ်ဆိုပြီးပြန်ဖြည့်ရှင်းခဲ့တာပဲဖြစ်ပါတယ်သူ့အနေနဲ့ကတော့နောက်ခံ background ပြည့်စုံလုံးတာကြောင့်အခုလိုမျိုးလွတ်လွတ်ကျွတ်ပြန်ထွက်နိုင်ခဲ့သလိုနောက်ပိုင်းကိစ္စတွေမှာလည်းခိုင်နှင်းဝေရဲ့ကိစ္စနဲ့ပတ်သက်ပြီးဘာမှဝင်ရောက်ဆွတ်ဖက်ခြင်းလုံးဝမဟုတ်တော့ဘူးလို့ဆိုလာခဲ့ပါတယ်ဘလို့ပဲဖြစ်ပါအခုလိုမျိုးဆရာဖြစ်သူခက်ခဲပြန်ထွက်လာတဲ့အခါမှာတော့တပည့်တွေရဲ့မတိကျိုးကြုံပြုမှုကအတော်လေးကိုတိတာနေတဲ့အတွက်ဆရာဖြစ်သူဂျွန်လွင်ကတော့သူ့ရဲ့တပည့်တွေကိုတောင်ဆွန့်လွတ်ဖို့ကြိုးစားနေခဲ့ပြီးပဲဖြစ်ပါတယ်ဆိုတော့ပရိသတ်ကြီးတို့လည်းအခုမှပြန်လဲလွတ်မြောက်လာတဲ့ဂျွန်လွင်ကိုအားပေးစကားပြောသွားရင်ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်လည်းအခုလိုမျိုးမြန်မာနိုင်ငံကဆယ်လီသတင်းအကြောင်းအရာတွေအနုပညာရှင်သတင်းအကြောင်းအရာတွေနဲ့ပတ်သက်လို့ပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တာကြောင့် channel လေးကိုလည်း like and follow လုပ်ထားပေးဖို့အတွက်တောင်းဆိုလိုက်ရပါတယ်နောက်ဗီဒီယိုတွေမှာလည်းအသစ်သောအကြောင်းအရာတွေနဲ့အတူပြန်လာခဲ့ပါမယ်အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေ